Aben Asia ကိုရောက်လာတဲ့ဒါမျိုးအမိုက်စာ entertainment အပြင် club vibe အပြင် robot vibe အပြင်နဲ့နေ့လေကနေညအထိအလွင့်စားခဲ့လို့ရတဲ့ Ninja Cyber ဘက်မှာရှင်တို့ဖွဲ့လိုက်အကြီးစားတော့ခဲ့တာရေကွယ်ဒီတစ်ခါပေးရှိပြီးအပူစားသားရင်ပြောချင်တော့တုတ်ထိထိမိမိနဲ့တွားမဲ့သူတွေအတွက်တကယ်အသုံးဝင်မဲ့ review ပဲပေးမယ် Ninja ဘာကငကိုရဲ့လူငယ်အကြောင်းမှာမိမိုက်ပြီးနာမည်ရှိပြီးသားဆိုတော့ချွတ်အများကြီးညွှန်းကြမလို့အထားနှက်ပြီးသားအကြီးကတော့မြို့ရဲကိုဒီလိုအမိုက်စားခြင်းနဲ့ Ninja Cyber ဘက်ဆိုပြီးရောက်လာအောင်မသိသေးတဲ့သူတွေအတွက် sharing လာလုပ်ပေးရကျွန်တော်တငယ်ချင်းဖွဲ့က9ယောက်ဆိုတော့ VIP 3ခွဲနဲ့9ယောက် package ကိုပဲယူလိုက်သူကနှစ်ချက်ရှိပြီးအောက်ထက်ရဲ့အမိုက်စား robot vibe ကြီးကိုတစ်ချက်ရှိုးလူငယ်တွေအတွက်ကဲလို့လဲကောင်းတယ်လို့ဓာတ်ပုံရိုက်လို့လဲကောင်းတယ်ရွှေယူထားရဲ့9ယောက်3ခွဲနဲ့မှာဆိုလို့ရှိရင်တောက်စရာတက်တာဝါရဲ့တကြားရဲ့ရေတပူးရဲ့ပါတယ်ကျွန်တော်ဖွဲ့ကအများကြီးတောက်နိုင်ကြလို့ကိုတိုက်တဲ့တောက်စရာလေးထပ်မှာထားကြတောက်ကြည့်ခဲ့လောက် taste တွေလည်းချစ်မိမိရှိပြီးဈေးနှုန်းလေးတွေလည်းသူကနဲ့သူ fair ဖြစ်တာကတော့3ခွဲနဲ့မှာပါရဲ့ချက်စာတေးအစားတောက် taste လေးတွေကလည်းသူကနဲ့သူစားလို့အဆင်ပြေရဲ့ဈေးနှုန်းလေးတွေ fair ဖြစ်တယ်ဒါကတော့ package ထဲမှာမပါရဲ့ fish nugget နဲ့ pork belly နဲ့ bite စားလို့မှာစားထားတာဘာရောက်ရင်ဒါမျိုးစားမယ်ဆိုတဲ့သူတွေကလည်းတက်ကိုရှိတယ်ကြည့်လိုက်တဲ့ဒါမျိုးအမိုက်စား vibe ကြီးနဲ့မလို့ဈေးအများကြီးအရင်ကြီးလိုက်မယ်လို့မထင်တာနဲ့သူကနဲ့သူရောသူ့ဈေးနဲ့သူအဆင်ပြေကျွန်တော်ရရဲ့9ရောက်စာ3သိန်းခွဲရဲ့နေမှာဆိုလို့ရှိရင်ငမုတ်ကြော်ရောအာလူကြောင်ကြော်ရောပေါ့ကွန်းရောအသီးပွဲရောအပြင်မှာချက်စာတေးရလဲပါသေးရဲ့ drinks ကလည်း2မျိုးအောင်ပါတယ်ကျမတို့က foodie တွေသွားကြတာဆိုအလစ်တဲရောထပ်မှာစားကြတာပေါ့ကွယ်တောက်ကလည်းတောက်နိုင်သေးရဲ့ဆိုတော့ထပ်တော့မှာကြည့်ခဲ့ရတော့သူ့စီက package တွေကတော်ကိုတန်တာသူတို့ရဲ့အတန်ဆုံး package ကတော့တောက်စီက9ပလင်းနဲ့ရေ2ဘူးပါရဲ့4ရောက် stand wine ကို9000ခွဲနဲ့ join လို့ရတယ် test ပါညာ total apc ဆိုလို့ရှိရင်တော့6000ဝန်းကျင်လောက်တော့ရှိတယ်အဲ့တော့ share လိုက်ရင်တယောက်ကိုဘယ်လောက်မှမကြတကယ်ကဲပြော်ရဲ့နေရာကြီးမို့လို့ကို sharing လုပ်ပေးရသူ့ရဲ့ vibe ကြီးကလည်းဘာနဲ့ club ကိုရောရတဲ့ type ဖြစ်တဲ့အတွက် DJ တွေ dancer တွေနဲ့အမိုက်စာ share file မိထားတာတွေ့ရတယ် DJ ဘိုင်းမှာလည်းနာမည်ရှိပြီးသား DJ တွေကိုပဲသေချာထည့်ပေးထားတာတွေ့ရတယ်ကြိုက်ဆုံးကတော့နေ့လယ်တစ်ပိုင်းညတစ်ပိုင်းခွဲပေးထားတာကို DJ ဆက်ထိုင်းတွေကတနက်အင်္ဂါဗုဒ္ဓဦးဆိုနေ့လယ်7ခွဲကနေညနေ9ခွဲတိတစ်ချိန်ညနေ6ခွဲကနေည7ခွဲတိတစ်ချိန်ကြာပေးတောက်ကြစနေတနင်္ဂနွေဆိုမနက်4နာရီထိရှိတချို့ရက်တွေ Lady Free တွေလည်းရှိရော Ninja Cyber Fan Page တွေဝင်ကြည့်ပြီးမှသွားနော်အဲ့လိုနှစ်ပိုင်းခွဲပေးရတော့နောက်နေ့အလုပ်ရှိလဲပူစရာမလိုည9နာရီကြော်လို့မရရဲ့အိမ်မပိုင်တဲ့သူလေးတွေလည်း club vibe အပြည့်နဲ့ night mood အပြည့်ကဲလို့ရတယ်ရှုံးညုံပေးရဲ့ဒီနေရာလေးကလူငယ်တွေရှာနေတဲ့လူငယ်တွေအတွက်လုံးဝလက်ဆက်နှုတ်ပြတဲ့ vibe လေးရမယ်လို့ညွှန်လင်းပါတယ် New Year ရောတွားခဲ့ထားတဲ့ vlog လေးဆိုတော့ဒါမျိုးကောက်တောင်းနေနဲ့အမိုက်စား share လွှင့်ခဲ့တာပေါ့ကွယ်အခါကြီးရဲ့ကြီးတွေမှာဘယ်သွားခဲ့ရမယ်မသိဘူးဆိုလို့ရှိရင်ဒီနေရာလေးကိုလည်းမှတ်ထားလိုက်တော့နော်နေရာကရန်ကုန်ပိုးထောင်မြို့နယ်48လမ်းနဲ့မဟာဗန္ဓုလလန်တောင်အာဘန် Asia Center မှာဖွင့်ထားတဲ့ Ninja Cyber Band နဲ့